အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းတို့အနေနဲ့လည်းဒီနေ့ပဲတင်းရဲ့အိမ်ကိုတစ်ချက်လောက်ပြန်ပြီးတော့စစ်ဆေးကြည့်လိုက်ပါတကယ်လို့ဒီလိုပစ္စည်းတွေရှိနေခဲ့မယ်ဆိုရင်တော့နှမျောမနေပဲချက်ချင်းဖယ်ရှားလိုက်ဖို့ပြောချင်ပါတယ်မင်္ဂလာပါချစ်မိတ်ဆွေတို့ရေလောကမှာကျွန်တော်တို့အားလုံးဟာနေ့စဉ်နဲ့အမျှချွေးနှဲစာတွေကိုရင်းပြီးစီးပွားဥစ္စာတိုးတက်ဖို့မိသားစုအဆင်ပြေဖို့အားသွန်ခွန်စိုက်စူးစမ်းနေကြတာပါဒါပေမဲ့တချို့သောသူတွေမှာဘလောက်ပဲစူးစမ်းပါစေလက်ဖျားမှငွေမတင်တာစီးပွားရေးကတက်မလာပဲငကိုထက်ပိုပြီးတော့စိုးသွားတာမျိုးတွေကိုကြုံတွေ့ဘူးကြပါလိမ့်မယ်ဒါဟာကန်ဆာတာတစ်ခုတည်းကြောင့်မဟုတ်ပဲတင်းနေထိုင်တဲ့အိမ်ထဲမှာတတိမထားမိတဲ့တိမ့်ဆဲထားတဲ့လက်လာပပိတ်စေတဲ့ပစ္စည်းတွေရဲ့နမိတ်ကြောင့်လည်းဖြစ်နိုင်ပါတယ်အိမ်ဆိုတာစัจ java လာရဲ့ကောင်းမွန်တဲ့စွမ်းအင်တွေစီးဆင်းရာနေရာတစ်ခုဖြစ်ပါတယ်အဲ့ဒီစွမ်းအင်စီးကြောင်းကြီးကိုပိတ်ဆို့နေတဲ့အနှောက်အယှက်တွေကဘာတွေများဖြစ်မလဲဘယ်လိုຢာတွေကတင်းရဲ့ကန်လက်ကိုတွန်းထုတ်နေတာလဲဆိုတာကိုဒီနေ့မှာတော့စာပေယူဆတွေရှေးလူကြီးတွေရဲ့အဆိုအမိတ်အနေနဲ့ပေါင်းဆက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကိုဥစွာပထမ subscribe လုပ်ထားပြီးဖို့ပြောပြရစီပထမဦးဆုံးသတိထားရမယ့်အရာတစ်ခုကတော့ကျွန်တော်တို့ရဲ့အိမ်တိုင်းမှာအသုံးများတဲ့မှန်တဲ့ပကံခွက်ရောက်တွေပါပဲရှေးမြန်မာလူကြီးတွေကမှန်အပ်ရင်ကန်ခတ်တယ်လို့ဆိုရိုးရှိကြပါတယ်မှန်ဆိုတာမိမိရဲ့ပုံရိပ်ကိုထင်ဟပ်ယုံနေမကပဲအိမ်တွင်းကစွမ်းအင်တွေကိုပါပြန်လဲထင်ဟပ်ပေးတဲ့အရာတစ်ခုပါအကွဲနေတဲ့မှန်တစ်ချက်ဟာတင်းရဲ့ရောင်ဝါကိုအပိုင်းပိုင်းပြတ်တောက်စေပြီးလက်လာဘတွေကိုလည်းကစင်ကလျာဖြစ်စေပါတယ်အလားတူပဲနှမျောလို့ဆိုပြီးဆက်သုံးနေတဲ့အနာဆောင်အပ်နေတဲ့ပကံတွေဖန်ခွက်တွေဟာငတ်မှုချင်းရဲ့နမိတ်ကိုခေါ်ဆောင်ပါတယ်ပကံဆိုတာဝမ်းစာကိုကိုစားပြုတာဖြစ်လို့အကွဲနေတဲ့ပကံနဲ့စားတောက်ခြင်းဟာတင်းရဲ့ဒနာဥစ္စာကိုယိုရင်းစေတယ်လို့ဖုံးရွှေယူဆမှလည်းအခိုင်အမာယုံကြည်ကြပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့အိမ်ထဲမှာအလှစိုက်ထားတဲ့အပင်တွေကိုပြန်လည်စစ်ဆေးကြည့်ဖို့လိုပါတယ်အပင်ဆိုတာရှင်တန်ခြင်းတက်ကိုကိုစားပြုပြီးအိမ်ကိုအေးချမ်းစေပါတယ်ဒါပေမဲ့ပန်းအိုးထဲမှာညှိုးချောက်နေတဲ့ပန်းတွေရေမလောင်းလို့တေဆုံးနေတဲ့အပင်တွေဟာရှင်တန်ခြင်းစွမ်းအင်ကိုစုပ်ယူပြီးတေဆုံးခြင်း energy တွေကိုထုတ်လွှတ်နေပါတယ်အိမ်ထဲမှာခြောက်ကပ်နေတဲ့အပင်တွေရှိနေတာဟာတင်းရဲ့လုပ်ငန်းဆောင်တာတွေမှာအသက်ဝင်မှုမရှိပဲတဖြည်းဖြည်းနဲ့ခြောက်သွေ့လာစေမဲ့နမိတ်ဆိုတစ်ခုပါပဲဒါကြောင့်မလို့ညှိုးနေတဲ့ပန်းတွေကိုချက်ချင်းဆုတ်ပစ်ပြီးရှင်တန်ဆိုပြေတဲ့အပင်တွေကိုသာအစားထိုးထားရှိသင့်ပါတယ်နောက်ထပ်အင်မတန်ရေးကြီးတာတစ်ခုကတော့ရက်တန့်နေတဲ့နာရီတွေပဲဖြစ်ပါတယ်အချိန်ဆိုတာမြည်ရည်လိုပဲအမြဲတမ်းစီးဆင်းနေရပါတယ်အိမ်ရဲ့နေရာမှာချိတ်ထားတဲ့နာရီတစ်လုံးဟာဓာတ်ခဲကုံလို့ပဲဖြစ်စေပြက်လို့ပဲဖြစ်စေရက်တန့်နေမယ်ဆိုရင်တော့အဲ့ဒီအိမ်ရဲ့ကန်ဆာတာဟာလည်းရက်တန့်သွားတတ်ပါတယ်အထူးသဖြင့်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့နာရီရက်နေတာကိုလစ်လျူရှုထားလိုက်မယ်ဆိုရင်ငွေကြေးစည်းစုမှုတွေရက်တန့်သွားတာလုပ်ငန်းတိုးချဲ့လို့မရတာမျိုးတွေကိုကြုံတွေ့ရတတ်ပါတယ်ဒါဟာသင်ဘဝရဲ့တိုးတက်မှုအရှိန်အဟုန်ကိုဟန့်တားဖြစ်စေတဲ့သင်္ကေတတစ်ခုဖြစ်လို့ရက်နေတဲ့နာရီတွေကိုအမြန်ဆုံးလဲပတ်အောင်လုပ်ဖို့လိုအပ်ပါတယ်စတုတ္ထတစ်ချက်အနေနဲ့ကတော့ရေပိုက်ယူစိတ်မှုတွေနဲ့ရေစိတ်နာတွေပဲဖြစ်ပါတယ်ရှေးထုံးတန်းတွေမှာတော့ရေဟာငွေပဲလို့သတ်မှတ်ကြပါတယ်အိန္ဒိယမှာရေပိုက်ကနေတစက်စက်နဲ့ယူစိတ်နေတာဟာတင်းရဲ့အိတ်ကက်တဲကငွေကြေးတွေအကြောင်းမဲ့ယူထွက်နေတာနဲ့အတူတူပါပဲရေယိုတန်ဟာအိမ်သားတွေရဲ့စိတ်ကိုပူပန်စေပြီးတော့မလိုလားအပ်တဲ့ကုန်ကျစရိတ်တွေကိုဖိတ်ခေါ်တတ်ပါတယ်ဒါကြောင့်မလို့ရေပိုက်တွေကိုအမြန်ဆုံးမပြင်တာဟာတင်းရဲ့စုဆောင်းထားသမျှဥစ္စာတွေကိုစွန့်ပစ်နေတာနဲ့အလားတူတာကြောင့်ဒါကိုပေါ့ပေါ့တန်တန်မထားသင့်ပါဘူးနောက်ဆုံးနဲ့အဆိုးဆုံးလက်ပိတ်စေတဲ့အရာကတော့အသုံးဝင်တော့တဲ့ပစ္စည်းဟောင်းတွေပဲဖြစ်ပါတယ်မသုံးတော့တဲ့ဖနက်ဟောင်းတွေပြဲနေတဲ့အဝတ်စားတွေပြက်နေတဲ့လျှက်စစ်ပစ္စည်းတွေကိုတနေ့300နိုးနိုးနဲ့စုဆောင်းထားတာဟာလက်လာပါနမင်းကိုအိမ်ထဲမဝင်အောင်တကားပိတ်ထားတာနဲ့အတူတူပဲဖြစ်ပါတယ်အမိုက်ပုံကြီးတစ်ပွဲရှုပ်ပွားနေတဲ့နေရာတစ်ခုမှာကောင်းမွန်တဲ့လက်လာပါစွမ်းအင်တွေဟာဘယ်တော့အခါမှမအောင်နိုင်ပါဘူးအရာဝတ္ထုအဟောင်းတွေမှာစွမ်းအင်အဟောင်းတွေရှိနေတတ်လို့တင်းရဲ့စိတ်ကူးသည့်အကြံဉာဏ်သစ်တွေကိုလည်းပိတ်ဆို့စေပါတယ်အိမ်ကိုတန်ရှင်းစင်ကြအောင်ထားခြင်းဟာလက်လာပါတွေကိုဖိတ်ခေါ်ခြင်းရဲ့အခြေခံအကျဆုံးလိုအပ်ချက်ပဲဖြစ်ပါတယ်အခုပြောပြတော့တဲ့အချက်5ချက်ဟာရိုးရှင်းပေမဲ့တင်းရဲ့ဘဝအလှည့်ပြောင်းအတွက်အင်မတန်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတငယ်ချင်းတို့အနေနဲ့လည်းဒီနေ့ပဲတင်းရဲ့အိမ်ကိုတစ်ချက်လောက်ပြန်ပြီးတော့စစ်ဆေးကြည့်လိုက်ပါတကယ်လို့ဒီလိုပစ္စည်းတွေရှိနေခဲ့မယ်ဆိုရင်တော့နှမျောမနေပဲချက်ချင်းဖယ်ရှားလိုက်ဖို့ပြောချင်ပါတယ်အိမ်ထဲမှာတန်ရှင်းလက်ဆက်တဲ့စွမ်းအင်တွေကိုဖြည့်လိုက်တာနဲ့တင်းရဲ့စီးပွားရေးကျန်းမာရေးနဲ့စိတ်ချမ်းသာမှုတွေဟာတိတိတသာတိုးတက်လာတာကိုလက်တွေ့မြင်ရပါလိမ့်မယ်
ဒီဗီဒီယိုလေးကအသိန်းအတွက်အကျိုးရှိတယ်ဆိုရင် like လုပ်ပြီးတငယ်ချင်းတွေကိုလည်းမျှဝေပေးခဲ့ပါဦးနော်အခုလိုမျိုးဘုဒ္ဓတဖြစ်ဖွယ်ရအကြောင်းအရာတွေနဲ့ကံကောင်းစီမဲ့နီးလန်းတွေကိုအမြဲတမ်းနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ပါတယ်သိရင်မှာရောဘလို့ပစ္စည်းတွေရှင်းလိုက်ပြီးတော့ဘလို့မျိုးအတွေ့အကြုံတွေရှိတယ်ဆိုတာကို comment မှာမျှဝေသွားခဲ့လို့ရပါတယ်အားလုံးပဲလက်လာပါတွေပွင့်လန်းပြီးတာယာဝါပြောတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ